များစုအိမ်မောကြနေချိန်မှာအောင်မြင်သူတွေကသူတို့ရဲ့အိမ်မက်အတွက်စတင်လှုပ်ရှားနေကြပါပြီ။အောင်မြင်မှုဆိုတာကံကောင်းခြင်းမဟုတ်ပါဘူး။ရွေးချယ်လိုက်တဲ့စိတ်ဓာတ်ကနေစတာပါ။ဒီနေ့တောင်ဖုံးပုတ်ပြီးတော့မစပါနဲ့။ကိုယ်စိတ်ကိုအရင်ပြင်ဆင်ပါဒီနေ့ဘာတွေလုပ်မလဲဆိုတာတဲ့ဘလို့စိတ်ထားနဲ့ဖြတ်သန်းမလဲဆိုတာကပိုအရေးကြီးပါတယ်။ငြိမ်သက်ခြင်းဟာခွန်အားတစ်ခုပါပဲ။အောင်မြင်သူတွေဟာအလုံများနေတာတဲ့ အလုပ်ဖြစ်နေဖို့ကိုပိုပြီးဂရုစိုက်ကြပါတယ်။ဖုံးတန်တွေလူမှုကွန်ရက်တွေကိုခဏဘေးဖယ်ထားလိုက်ပါ။အာယုံဆိုင်မှုဟာဒီဘက်ခေတ်ရဲ့အဖိုးတန်ဆုံးငွေကြေးပဲဖြစ်ပါတယ်။လမ်းခီးမှာအမားတွေရှိပါလိမ့်မယ်။အခက်အခဲတွေရှိပါလိမ့်မယ်။ဒါပေမဲ့အောင်မြင်သူကအဲ့ဒီအမားတွေကိုသင်ခန်းစာအဖြစ်ပြောင်းလဲပစ်ပါတယ်။သူတို့အတွက်ရှုံးနိမ့်ခြင်းဆိုတာမရှိပါဘူး။သင်ယူခြင်းပဲရှိပါတယ်။နေဝင်သွားတိုင်း ငါဒီနေ့ဘာတွေတိုးတက်ခဲ့လဲလို့ကိုပြန်မေးပါနေ့ကတည်းက100%လေးပဲတိုးတက်ရင်တော့သင်ဟာအောင်မြင်သူစီးရင်ဝင်နေပါပြီအောင်မြင်မှုဆိုတာပန်းတိုင်မဟုတ်ပါဘူးနေ့စဉ်ဖြတ်သန်းနေတဲ့အလေးအကျင့်တွေသာဖြစ်ပါတယ်မင်းရဲ့တစ်နေ့တာကိုပြောင်းလဲလိုက်ပါမင်းရဲ့ဘဝပြောင်းလဲလာပါလိမ့်မယ်